ပြပြတယ်များအားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ reaction လေးတစ်ပုဒ်လုပ်ပါမယ် reaction လေးတစ်ပုဒ်လုပ်မှခါကြတော့ကျွန်တော်ကိုဝိုင်းပြီးတော့အကြံပြုတာတွေရှိတယ်ပြောလာတာတွေရှိတယ်အဲ့ဒါတွေကိုကျွန်တော်ဂရုစိုက်နေလို့မဟုတ်ပါဘူးကျွန်တော်လုပ်ရရှိတာပဲကျွန်တော်ဒီဇိုင်းမှလုပ်ပါတယ်လက်ရှိနိုင်ငံတနိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာကတာမန်အတွေးခေါ်နဲ့တာမန်စဉ်းစားဆင်ခြင်လို့မရပါဘူးအလုပ်တွေအများကြီးလုပ်ကြရပါတယ်တဦးတယောက်တည်းနဲ့လည်းလုပ်လို့မရပါဘူးဘာဖြစ်လို့လဲဆိုတော့လုပ်တဲ့လုပ်ထိုက်တာကိုလုပ်နိုင်ဖို့အရေးကြီးပါဒါလေးတွေကိုလည်းမိဘပြည်သူများကိုကျွန်တော်အနေနဲ့ဥစွာစကားဥတန်းတာပေါ့လေအခုလက်ရှိကျွန်တော်တိုင်းပြည်ဖြစ်ပျက်နေရတဲ့အကြောင်းရင်းမှာဘာကြောင့်ကျွန်တော်တို့တိုင်းပြည်ဒီလောက်သွေးချောင်းစီးပြီးတော့လူတွေတောကဒုက္ခတွေမျိုးစုံနဲ့ရင်ဆိုင်ကြုံတွေ့နေရတယ်လေအဲ့ဒီအဖြစ်ကိုကျွန်တော်ပြန်စဉ်းစားဘာကြောင့်ငါတို့တိုင်းပြည်ဒီလိုဖြစ်နေရလဲဘာကြောင့်ငါတို့တိုင်းပြည်ဒီလိုဒုက္ခတောကမျိုးစုံကြုံတွေ့နေရတယ်လေဖြေကရှင်းပါရုံညံ့တိမ်ဖြင်းအောက်တန်းစားဆန်တဲ့လူတွေကကျွန်တော်တို့တိုင်းပြည်မှာရှင်သန်ခွင့်ရအဲ့ဒီလူအောက်တန်းစားလူမိတ်ဆာလူယုံမာတွေကိုရှင်သန်ခွင့်ပေးနေသေးကာလပတ်လုံးကျွန်တော်တို့တိုင်းပြည်ငြိမ်းချမ်းမှုဆိုတာဘယ်သောအခါမှမျှော်လင့်လို့ရမှာမဟုတ်ဘူးဒါကြောင့်မို့ကျွန်တော်တို့တိုင်းပြည်ကိုကျွန်တော်တို့ငြိမ်းချမ်းခြင်းတယ်ကျွန်တော်တို့တိုင်းပြည်ကျွန်တော်ဖွံ့ဖြိုးတိုးတက်ခြင်းတယ်ကျွန်တော်တို့ပြည်သူလူထုတွေအေးအေးချမ်းချမ်းနဲ့နေစေခြင်းနဲ့နေခြင်းနဲ့ဆိုရင်တော့လူမိတ်ဆာလူအောက်တန်းစားအမျိုးရုပ်တွေရှင်သန်ကြီးထွားခွင့်ကိုကျွန်တော်တို့ရပ်တန့်ပြန်တုတ်တင်ရှင်းလင်းရအဲ့ရပ်တန့်ပြဖို့လည်းမကြိုးစားဘူးတုတ်တင်ရှင်းလင်းဖို့လည်းမကြိုးစားဘူးလူယုံမှာတယောက်ကိုမြင်နေရပါလျက်နဲ့လူယုံမှာလို့မပြောနိုင်ဘူးမပြောရဲဘူးမပြောဘူးဆိုတဲ့ဥစ္စာကကောင်းတဲ့အရွေးမဟုတ်ပါဘူးကျွန်တော်တို့တိုင်းပြည်လက်ရှိရင်ဆိုင်ကြုံတွေ့နေရတဲ့သွေးချောင်းစီးမှုတွေမတည်ငြိမ်မှုတွေတောကဒုက္ခပင်လယ်ဝေနေရခြင်းရဲ့အဓိကအကြောင်းရင်းကကျွန်တော်တို့တိုင်းပြည်မှာလူယုံမာတွေလူအောက်တန်းစားတွေလူအမျိုးယုတ်တွေလူအန္တတွေလူတရိษံတွေမတရားပေါ်များနေလို့ပဲအဲ့ဒါကိုကျွန်တော်တို့နားလေတယ်ဟုတ်ပြီဒီလိုပေါ်များနေတဲ့လူမိတ်ဆာတွေလူအောက်တန်းစားလူယုံမာတွေကိုမတုတ်တင်မရှင်းလင်းမဲ့နဲ့ငုတ်တုတ်ကြီးထိုင်ကြည့်နေပြီးတော့တိုင်းပြည်ကြီးငြိမ်းချမ်းပါစေတိုင်းပြည်ကြီးငြိမ်းချမ်းပါစေလို့ပြောလို့ကတော့ဘယ်တော့မှငြိမ်းချမ်းမှုမမျှော်လင့်ပါနဲ့ကျွန်တော်တို့တိုင်းပြည်ကိုကျွန်တော်ငြိမ်းချမ်းခြင်းနဲ့ကျွန်တော်တို့တိုင်းပြည်ကိုကျွန်တော်တို့တာယာစေခြင်းနဲ့ဖွံ့ဖြိုးတိုးတက်စေခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့တိုင်းပြည်ထဲမှာရှိနေတဲ့လူယုံမာတွေလူအောက်တန်းစားတွေလူအမျိုးယုတ်တွေလူတရိษံတွေကိုတော့တုတ်တင်ရှင်းလင်းရမှာတဘာဝတရားပဲဖြစ်ပါတယ်ဒီသဘောတရားကိုမြင်အောင်မကြည့်နိုင်ပဲနဲ့ကျွန်တော်တို့အခုတင်ဆက်နေတဲ့အစီအစဉ်တွေကိုဟုတ်ဝေဖန်မယ်ထိုးနှက်မယ်ဆိုရင်ကျွန်တော်တို့မမှားဘူးကျွန်တော်တို့တိုင်းပြည်အတွက်ကျွန်တော်တို့လုပ်ရရှိတာလုပ်တယ်ဘသူဒီသူယုံမှာဖြစ်တယ်ဘသူဒီလူအောက်တန်းစားဖြစ်တယ်ဘသူဒီလူတရိษံဖြစ်လဲဆိုတော့ကျွန်တော်ပြည်သူလူထုချပြပြီးတော့ဒီလူတွေကိုဘယ်လိုတုတ်တင်ရှင်းလင်းရမလဲဆိုတော့အတွေးခေါ်ကိုလည်းဝင်စေချင်ပါတယ်ကျွန်တော်တို့ကဒီသူယုံမာတွေကိုအများပြည်သူသိအောင်လည်းချပြနေတယ်လို့ဒီသူယုံမာတွေကိုလည်းကျွန်တော်တို့နှိမ်နှင်းနိုင်တယ်လို့ကျွန်တော်အစွမ်းစားရှိတယ်လို့တော့ကျွန်တော်တို့တုတ်တင်ရှင်းလင်းနေပါတယ်ဒါဒီလက်ရှိကျွန်တော်တို့သွားနေတဲ့နယူးတော်လိုင်းရဲ့ပဂရိတရားမှာကျွန်တော်တို့လုပ်နေတဲ့သဘောတရားကိုကျွန်တော်ပြောပြတာပါကဲမိဘပြည်သူများကကျွန်တော်တို့တိုင်းပြည်ကိုအမှန်တကယ်ငြိမ်းချမ်းခြင်းပါသလားကျွန်တော်တို့တိုင်းပြည်အမှန်တကယ်ငြိမ်းချမ်းခြင်းတယ်ဆိုလို့ရှိရင်တော့လူမိတ်ဆာလူအောက်တန်းစားလူတရိษံတွေကိုတော့တုတ်တင်ရှင်းလင်းတဲ့နေရာမှာပူပေါင်းပါဝင်ဖို့လိုအပ်တယ်လို့ဖော်ထုတ်ပြီးတော့အရေးယူနိုင်ဖို့ကိုလည်းဝိုင်းဝန်းကြိုးစားဆောင်ရွက်ရမှာပဲဖြစ်ပါတယ်ဒါလေးကိုကျွန်တော်အနေနဲ့မိဘပြည်သူများကိုပေါ့နော်ဒီရီဆင်လေးမလုပ်ခင်မှာကျွန်တော်အနေနဲ့ကြိုတင်ပြီးတော့မှနားလဲစေခြင်းတဲ့သဘောတရားနဲ့ကျွန်တော်တင်ပြခြင်းပဲဖြစ်ပါတယ်ကဲဒီဗီဒီယိုဖိုင်လေးကျွန်တော်အတူကြည့်လိုက်အောင်ဒီနိုင်ငံမနေသေးဘူးမနေသေးတော့ပြန်ရှင်းသမီးကနိုင်ငံသားနေရလေနိုင်ငံသားနေရတော့မြန်မာပြည်မှာအကြီးကြီးပွဲလုပ်လိုက်တာသိန်းပေါင်း9000ကျော်လေတွေးလိုက်လားအဲ့ဒီသိန်းပေါင်း9000နဲ့ကိုမြန်မာအမျိုးသမီးတယောက်နဲ့ဘာလုပ်လိုက်လဲလိုက်တာပါနားရဗျလက်သက်စိတ်တော့လက်ထိန်နားဆင်ကြည့်တော့မြန်မာအမျိုးသမီးတယောက်ကဘာသာကြားတယောက်ယူလိုက်တယ်ပေါ့ဗျာနိုင်ငံသားတယောက်ယူလိုက်တဲ့ခါကျတော့ကိုမြန်မာအမျိုးသမီးတယောက်နိုင်ငံသားယူလိုက်တဲ့နိုင်ငံသားလာပြီးတော့မှကိုမြန်မာအမျိုးသမီးတန်ဖိုးရှိတဲ့အမျိုးသမီးတယောက်အနေနဲ့သိန်းပေါင်း9000လောက်အကုန်ခံပြီးမင်္ဂလာဆောင်ပေးတယ်တဲ့ဒါသူပြောတဲ့စကားပေါ့နော်အဲ့ဒီသိန်းပေါင်း9000လောက်ယူတော့မင်္ဂလာဆောင်ပေးတဲ့ခါကျတော့ तू ကဘာဆိုလိုခြင်းလဲဆိုတဲ့ခါကျတော့
မြန်မာအမျိုးသမီးဖြစ်ပြီးနိုင်ငံသားကိုယူတာကိုအပြစ်ပြောခြင်းစဉ်းစားတော့မိဘပြည်သူလူတိုင်းမှာလွတ်လပ်ခွင့်ရှိတယ်အဲ့ဒီလွတ်လပ်ခွင့်ကဘလို့ပုံသဏ္ဍာန်မျိုးနဲ့လွတ်လပ်ခွင့်တွေလဲဒါတွေကိုကျွန်တော်ပြန်လဲတွေးခေါ်မှာပဲဖြစ်ပါဒီကိစ္စကိုသင်္ကန်းကိုကာဘာလုပ်ပြီးသင်္ကန်းကိုခုတုံးလုပ်နေတာဆွေတကားဘွဲတကားတော့တေဇနီးရပေါ့ဆက်ပြီးနားထောင်ပါအောင်မပြီးမှကျွန်တော်ဆက်ဝေးပါမှာပေါ့နော်စောစောတော့ဥစ္စာလေးသူပြောတဲ့စကားလုံးမိဘပြည်သူများရှင်းအောင်လို့ဟုတ်လားမြန်မာအမျိုးသမီးတယောက်နိုင်ငံသားတယောက်ယူလိုက်တဲ့အဲ့နိုင်ငံသားကအဲ့ဒီမြန်မာအမျိုးသမီးကိုလာပြီးတော့မင်္ဂလာဆောင်ပေးတဲ့သိန်းပေါင်း9000လောက်အကုန်ခံပြီးတော့မင်္ဂလာဆောင်ပေးတယ်အဲ့ဒီဥစ္စာလေးကိုသူကပြောတယ်ပြောပြီးတော့သူကဘာဖြစ်သွားလဲဆိုတဲ့ခါကျတော့မြန်မာအမျိုးသမီးတယောက်ကိုနိုင်ငံသားလက်ယူသွားတဲ့အတွက်ကိုမြန်မာအမျိုးသမီးကအမျိုးပြမဖြစ်သွားသလိုလိုဗုဒ္ဓအဒီမြန်မာပြည်ကနေထွက်သွားပြီးတော့နိုင်ငံသားနဲ့တွန်းနေတဲ့ခါကျတော့အဲ့ဒါကိုနာတယ်ဘယ်လိုနာလဲတော့မသိသေးပြီးမှကျွန်တော်ဆက်ရှင်းပါဒါဆိုကိုမျိုးသမီးက9000ပဲတန်းတာလားအဲ့ဒီ9000ကဘုရားကျောင်းကလူပြတာပါဒါပေမဲ့ဒီမွေးလာမဲ့ကလေးကဟုတ်တာပါတိတော့ပါစစ်တယ်ဒါဆိုသူကိုင်းတဲ့နိုင်ငံသားကအနေရမလားအစိအစေတွင်းတော့တော့တွင်းရောတော့တွင်းရောတွင်းတော့ဗမာစိတ်ရှိသေးလားဟုတ်တယ်စဉ်းစားကြည့်မိဘပြည်သူများဟုတ်လားအမျိုးသမီးတရားနိုင်ငံသားနဲ့ယူလိုက်တော့သွေးနှောသွေးရောတာတို့ဟုတ်လားမှတ်ပုံတင်ကိစ္စတွေပါသူပြောလာဒီပြောတဲ့စကားဒီကောင်ကကောင်းတဲ့စိတ်နဲ့ပြောတာမဟုတ်နော်ဒီခွေးမသားဆွေတကားအငုံစိတ်နဲ့ရုပ်ညက်သိမ်ဖြင့်အောက်တန်းစားဆန်တဲ့စိတ်နဲ့ဒီမေလို့ပြောနေတာဖြစ်တယ်ဒီဇနီးကခွေးမသားပြောနေတဲ့စကားအမျိုးသမီးတယောက်ကတဲ့နိုင်ငံသားကိုယူလိုက်လို့တဲ့မွေးလာတဲ့ကလေးကဗုဒ္ဓဘာသာမဖြစ်တော့ဘူးတဲ့ဘယ်မှုဝါဒနဲ့ဒီမေလို့ပြောတယ်လဲအဲ့တော့မိဘပြည်သူများစဉ်းစားဖို့လို့မဖြစ်နိုင်လားဖြစ်နိုင်လားမိဘပြည်သူများစဉ်းစားကြည့်ကျွန်တော်တို့ပြောနေတဲ့စကားဒါသင်္ကန်းကိုကာဘာလောက်တာတော့နော်သင်္ကန်းချုပ်ထားတာမဟုတ်ဘူးဒီမေလို့တွေကသင်္ကန်းကိုကာဘာလောက်ပြီးသင်္ကန်းကိုခုတုံးလုပ်ပြီးတော့မှတိုင်းပြည်နဲ့ပြည်သူလူထုတွေယင်တဲ့အမုန်းတရားတွေရိုက်သွင်းပြီးတော့မှလူမျိုးရေးအမုန်းတရားတွေဘာသာရေးအမုန်းတရားတွေရိုက်သွင်းတယ်။ဘာကြောင့်အဲ့ဒါလိုရိုက်သွင်းလဲဆိုတဲ့အခါကျတော့စစ်ခွေးစစ်မိတ်စာတွေတက်ဆိုးစေဖို့အတွက်လူတွေရဲ့ယင်တဲ့ပူလောင်အမုန်းတရားတွေကိုဒီဇိုင်းမတ်ရိုက်သွင်းနေတဲ့ခွေးမသားခွေးမျိုးဆက်ချွေတကားဆက်နာထောင်ကြည့်အောင်မျိုးပဲပြည်သူများဟုတ်တယ်ဘုံမန္တလေးမှာရတဲ့ကမလေးရှိဗမာမနဲ့နိုင်ငံသားရတဲ့ရုံနဲ့ဗမာမနဲ့ရဒီမြေမှာမွေးဒီရေဝတ်ဒီစံကိုစားပြီးတော့ဒီနိုင်ငံကလူကြီးတွေပြမနေကြတာတပုံကြီးပဲဟုတ်တယ်နော်ဒီမြေမှာမွေးတည်မှာပြောတဲ့စကားကြီးလမိုင်းကလာမကလာမျိုးပဲပြည်သူများသူပြောတာတရုတ်နဲ့ကိုဗမာမားတွေယူကြတယ်တဲ့နော်ဗမာမားတွေနဲ့ယူကြပြီးတော့ဗာဖြစ်ဒီနိုင်ငံမှာမွေးဒီရေမွေးပြီးတော့ပါညာဆိုတဲ့ဥစ္စာကကျေးဇူးကံတဲ့ပုံစံမျိုးနဲ့ပြောဆိုနေတဲ့စကားလုံးတွေကလေဘယ်လိုပြောမလဲဆိုတော့တော်တော်လမိုင်းမကောက်ပေါ့နော်ဆက်ပြီးတော့ကျွန်တော်နားထောင်ရအောင်ဒီနိုင်ငံမနေသင့်ဘူးမနေသင့်တော့ပြန်ရှင်းရှင်းလေးမနေနဲ့ဟုတ်တယ်နော်ဟုတ်တယ်တန်းပြောမိပြက်လို့မိမပြတ်တဲ့နိုင်ငံတော့ရှင်းတယ်နော်မဟုတ်လားဟုတ်လားမိပြက်ကအပြစ်တင်လို့ရလားပြောမယ်လေလောပိတာတလုံးရှိတယ်ဒီလိုနေရသည်ဘယ်မိုးရွာလို့ဘယ်ရင်နဲ့လင်မှာတော့ဒုပိတာမေးမယ်လောပိတာရောက်ဘူးလားဘုံမတရားဘောသွားနေရောက်ဘူးတယ်လေစက်ရုံမှုတွေပြောပြတယ်လေအခုတို့နိုင်ငံကလူတွေဘယ်ကြေးရွာမီလီရေးလောက်လိုက်လောက်တယ်နော်ဘယ်လဲကကြေးရွာမီလီရေးမီလီနဲ့ဆိုနောက်ကနိုင်မှရှေ့ပို့လို့ရတာကဲပိုက်ကြီးတွေ့တန်းထားတယ်ဒီကနေပြီးတော့ဦးစောမောင်အိမ်ထိပိုက်ကြီးတွေ့တန်းထားတယ်ဟုတ်တယ်နော်ဒီရေကန်ကနေရေလွတ်လိုက်မယ်ရေမရှိဘဲနဲ့ဦးစောမောင်အိမ်ကိုရေရောက်ပါမလားနားလေလားဒီအစမီမလုံလောက်ဖက်နဲ့ကျေးရွာမီလီယံတွေကြိုက်တဲ့လောက်လို့တိုင်းနေထောင်ထားတာနဲ့ကျိုးပဲတန်းထားတာပဲရှိမှာပေါ့လင်းမီလားဟမ်လင်းမီလားအလုံးလုံးတဲ့ပုဂ္ဂိုလ်နောက်ကိုကြည့်ရမှာရှေ့ကြည့်ရမှာမဟုတ်ဘူးဂိုင်းတွေနားလေလားပုံပြမီလီယံဆိုထားအလုပ်တာနောက်ကမနိုင်ရှိရမနိုင်နဲ့သွားတော့အခုဒါပလင်ပေါ်မှာတက်ပြီးတော့သင်္ကန်းကိုခြုံပြီးတော့တရားဟောတာပေါ့နော်မိဘပြည်သူများကျွန်တော်တို့ပြောသလိုပေါ့ဒီတိုင်းပြည်ဘာကြောင့်ပြက်စီးနေရလဲဘာကြောင့်သွေးချောင်းစီးနေရလဲဘာကြောင့်သောကဒုက္ခပင်လယ်ဝင်နေရလဲဆိုတဲ့ဥစ္စာကဒီလိုယုံညံ့သိမ်ပြင်းတဲ့အောက်တန်းစားကောင်တွေကြောင့်
ဒီကောင်တွေရဲ့ယုံညံ့မှုအများကြီးပါယုံမှမှုအများကြီးပါကောင်းပြီကျွန်တော်တို့အခုနိုင်ငံတကာမှာနော်ကျွန်တော်တို့ဟို what for peace ဆရာတော်တွေအမေရိကန်မှာလမ်းဆောက်တယ်အဲ့ဒီဆရာတော်တွေကိုကဘာအရရက်မှာရှိနေတဲ့လူမျိုးဘာသာအလွှာပေါင်းစုံကနေပြီးတော့မှဝတ်တွားဥချကတော့အဲ့ဒီအနိဋ္ဌယုံကိုပြန်မြင်အောင်စီတင်ပါတယ်ကဘာကြော်ခဲ့တဲ့တည်င်းကြီးတွေနော်ကဘာကြော်ခဲ့တဲ့ဖြစ်ရက်တွေအဲ့ဒီဆရာတော်တွေကသူတို့ဘာလဲဆိုတရားလည်းမဟုတ်ဘာမပြောသူတို့ကလည်းသူတို့ငြိမ်းချမ်းရေးအတွက်လမ်းဆောက်တယ်တဲ့ကဘာကြီးကိုငြိမ်းချမ်းစေခြင်းနဲ့တဲ့ကဘာကြီးမှာစစ်မှတ်တွေဖြစ်ပွားပူလောင်နေကြတယ်တဲ့လူတွေတော့ကအဲ့ဒါကြောင့်မို့ငြိမ်းချမ်းစေခြင်းနဲ့ဆန္ဒနဲ့ငြိမ်းချမ်းရေးဘက်ကိုဥတီလာဖို့ငြိမ်းချမ်းပါစေဆိုတဲ့စိတ်တစ်စိတ်တည်းနဲ့သူတို့လမ်းဆောက်တယ်လမ်းဆောက်ရင်းနဲ့မှလို့ပါမေးကြရင်မြန်းကြရင်နဲ့တရားဓမ္မလေးတွေဟောပြသွားတာဟောပြရင်လည်းအဲ့ဒါအမေးဖြေလေးတွေပြောကြတယ်အဲ့ဒီအမေးဖြေတွေမှာလည်းတော်တော်ကောင်းတဲ့အမေးဖြေတွေကျွန်တော်တော်များများတွေ့ရတယ်တော်တော်ကောင်းပါတယ်ကဲအဲ့ဒီဆရာတော်ဒီကျွန်တော်တို့မြန်မာနိုင်ငံသားမဟုတ်ဗီယက်နမ်နိုင်ငံသားဖြစ်တယ်စဉ်းစားတော့ယဟန်တစ်ပါးက तू လောက်ရမဲ့ကျင့်ဝတ်တစ်ခုကို तू လောက်ကိုလောက်ရမယ်အဲ့ကျင့်ဝတ်ကိုဖောက်ဖျက်အဲ့ဒါယဟန်မဟုတ်အဲ့ဒါ तू ယုံမှာအခုဆွေတကားတေဇနီယဆိုတဲ့ကောင်ခွေးမသားခွေးချင်းကြံပြီးခွေးစိတ်ပေါက်နေတဲ့ခွေးမျိုးယုတ်ခွေးနဲ့မျိုးဆက်ကြတာတဲ့ကောင်ဘာဖြစ်လို့သူ့ရဲ့လောက်ရက်ကလောက်တာပါလေယဟန်လောက်ပြီးတော့ယဟန်ပြောရမယ့်စကားယဟန်ကျင့်ရမယ့်တရားယဟန်ကျင့်ရမယ့်ဆိုတာကျွန်တော်290တွေပါလေကျွန်တော်အကြီးမပြောယဟန်တစ်ပါးမှာကျင့်ရမယ့်အကြောင်းတရားလေးတွေရှိတယ်ဘာတွေရှိတယ်ဩယဟန်တစ်ပါးဖြစ်လာပြီဆိုဖြောက်မှတ်မှုတွေရှိရဥစုပဋိပန္နောဘဂဝါတောသာဝကတံကောဒီလိုဖြောက်မှတ်ခြင်းအကြောင်းတရားဆိုတာဘာလဲဆိုတော့ငါဒီယဟန်ဖြစ်တယ်ယဟန်နေကျင့်ရတော့တရားပေါ်မှာငါဒီဇိုင်းမမှတ်ရှောက်လှမ်းမယ်ဆိုတဲ့ကျင့်ဝတ်အဲ့ဒါတန်ခါကုံတော်ကိုပါရမှာပါပါတယ်ကျောင်းမိဘပြည်သူတွေတော်တော်များများကလေးတွေကစဆိုတတ်ပါဥစုပဋိပန္နောဘဂဝါတောသာဝကတံကောယဟန်တွေကအဲ့လိုဖြောက်မှတ်မှုရှိမှသာယဟန်မြည်တယ်အဲ့ဒီအချက်လေးတစ်ချက်ပေါ်ကနေသွေဖယ်သွားပြီဆိုရင်တော့အဲ့ဒါယဟန်မဟုတ်တော့ဘူးအဲ့ဒါဒီလိုအရေးကြုံအောက်တန်းစားလုံကလေးခွေးမျိုးဆက်အဲ့ဒါပါသာသနာကိုဖျက်ဆီးတဲ့ကောင်သာသနာကိုပဲဖျက်ဆီးပြီလားဆိုမဟုတ်တိုင်းပြည်ကဖျက်ဆီးတာဘာကြောင့်ဆိုသူတို့မျိုးရဆိုရရုံမှာကောက်ချစ်ပြီးတော့မှသမင်းတလုတ်ကိုမိန်လေးမြူပြီးတော့မှတတိုင်းတစ်ပြေလုံးကိုလည်းဟိုပြချပြစ်တယ်ဗျာသာသနာတစ်ခုလုံးဖျက်ဆီးပြစ်တယ်အခုကျွန်တော်တို့ရှင်းပြတဲ့စကားရှင်းလေးသူပြောခဲ့တဲ့စကားထဲမှာဗုဒ္ဓဘာသာအမျိုးသမီးတယောက်ကနိုင်ငံသားကိုယူလိုက်တဲ့သွေးနှောဝါးနေရင်ပြဿနာတွေတက်ပါပြီတဲ့အဲ့ဒီကမွေးလာတဲ့ကလေးကြပြန်တော့လဲဗုဒ္ဓဘာသာဖြစ်နိုင်သေးလားဆိုတော့ကျွန်တော် what for peace ဆရာတော်တွေလမ်းဆောက်တဲ့အနိဋ္ဌယုံပြန်စဉ်းစားကြည့်ဟိုဆရာတော်ကဒီလိုပလင်မော်တက်ပြီးဟောတာမဟုတ်သူကနဲ့သူဒီကဘာကြီးမှာပူလောင်နေကုန်ပြီဒီကဘာကြီးကိုပူလောင်မှုကနေငြိမ်းချမ်းပါစေဆိုတော့သူကနဲ့သူလမ်းဆောက်တာငြိမ်းချမ်းရေးလမ်းဆောက်ပွဲဘာဖြစ်လို့ဆိုကဘာကြီးကို तू ကငြိမ်းချမ်းရေးလိုအပ်တယ်ဆိုတဲ့ဥစ္စာကို message ပေးခြင်းလို့လမ်းဆောက်တာအဲ့ဒီချိန်မှာကဘာအရရက်မှာရှိနေတဲ့တထေးတကြွမင်းမျိုးမင်းတွေဟိုမှာတမရတွေဘာတွေကစအကုန်လုံးသွားပြီးတော့မှဥချကတော့ပြီးတော့ချိန်မှာအဲ့ဒီထဲမှာဗုဒ္ဓဘာသာတွေလည်းပါတယ်လို့ဘာသာပေါင်းစုံပါအယူဝါဒမရှိတဲ့ဘာကိုးကွယ်မှုဘာသာမရှိတဲ့ပုံကိုယ်တွေလည်းပါကလေးလူငယ်လူကြီးတက်ကြီးရွယ်ဦးအရွယ်ဆုံးပုံသဏ္ဍာန်မျိုးစုံနဲ့အကုန်ပါအားလုံးတွားပြီးတော့ဆရာတော်ဘုရားဆိုတာစဉ်းစားကြည့်ဒီဘပြည်သူတွေနှိုင်းရှင်ကြည့်ဒီဥစ္စာကိုနှိုင်းရှင်မကြည့်ဘဲနဲ့ဟာသင်္ကန်းဝတ်ထားလို့သင်္ကန်းကိုအားနာပါဦးသူ့ရဲ့သူ့နောက်ပါမယ်သူ့ပြစ်သူခံလိုက်မယ်တို့ကတော့ဗုဒ္ဓဘာသာဖြစ်တဲ့အတွက်သင်္ကန်းဝတ်ထားရင်ဖင်ကုန်းကြောမှာပဲဆိုရင်တော့အဲ့လိုစိတ်မျိုးမွေးထားတာကအဲ့ဒါလူမဆန်တဲ့စိတ်လို့လည်းပြောရအောက်တန်းသားစိတ်လို့ရှိတယ်လို့ပြောဘာကြောင့်လဲလက်ရှိကျွန်တော်တို့တိုင်းပြည်ပျက်စီးနေရတဲ့သဘောတရားကိုကျွန်တော်တို့ပြန်လေ့လာမှာဖြစ်တယ်ဘာကြောင့်ငါတို့တိုင်းပြည်ပျက်စီးသွားလဲဘာကြောင့်ငါတို့သာသနာပျက်စီးခဲ့ပြောလိုက်ရင်ဟိုဗုဒ္ဓဘာသာတွေဟိုလူမျိုးကြားကပဲလာပျက်စီးတယ်ဖြစ်အခုဒီကောင်သင်္ကန်းချုပ်ပြီးတော့ဟောလာပလင်ပေါ်တက်ပြီးတော့ပြောနေတဲ့စကားကကျွန်တော်တို့မိဘပြည်သူတွေမှန်သလားမှားသလားတွေးခေါ်ကြည့်အဲ့ဒီအတွေးခေါ်ကိုမတွေးနိုင်ဘူးဆိုရင်တော့ဒီတိုင်းပြည်ဘယ်တော့မှငြိမ်းချမ်းဖို့မရှိဘာဖြစ်လို့လဲသူယုံမှကိုမြင်နေရပါလေနဲ့ဒီသူယုံမှဖြစ်ကြောင်းကိုပြောရမယ်မပြောခဲ့လို့ကျွန်တော်တို့တိုင်းပြည်မှာသူယုံမှတွေပေါ်များပြီးတော့အခုတိုင်းပြည်သွေးချောင်းစီးပြီးတော့ပြာချခံနေရတာ
အဲ့ဒါပါလေသူယုံမာတွေအမြင့်တွယ်ပြီးသူယုံမာတွေပေါ်များပါလို့ပဲဟမ်တိုင်းပြည်တော့ငြိမ်းချမ်းနေတယ်တိုင်းပြည်တော့ဖွံ့ဖြိုးတိုးတက်ခြင်းတိုင်းပြည်ငြိမ်းချမ်းခြင်းတိုင်းပြည်ဖွံ့ဖြိုးတိုးတက်တယ်ဒီတိုင်းပြည်ဘာဖြစ်နေလဲဆိုတဲ့အဖြစ်ကိုကျွန်တော်ပြန်လေ့လာငါတို့တိုင်းပြည်ဘာကြောင့်ဒီလိုသွေးချောင်းစီးနေရလဲဘာကြောင့်ဒီတောကဒုက္ခတွေနဲ့ရင်ဆိုင်ကြုံတွေ့နေရလဲဆိုဘာကြောင့်လဲဆိုအဖြစ်ရရှင်းတယ်သူယုံမာတွေအမတန်ပေါ်များနေလို့ဒီလိုဖြစ်ပြနေရဒါဆိုကျွန်တော်တို့တိုင်းပြည်ကိုငြိမ်းချမ်းခြင်းနဲ့ဆန္ဒရှိရင်ဘာလုပ်ရမလဲသူယုံမာတွေစီးသမျှဒီတိုင်းပြည်ငြိမ်းချမ်းမှာမဟုတ်ဘူးသူယုံမာတွေကင်းစင်မှာငြိမ်းချမ်းမယ်ဆိုတဲ့အဖြေပဲရမှာပဲအဲ့ဒါကြောင့်ကျွန်တော်တို့ဘာလုပ်တင်လဲသူယုံမာမှန်ရင်မြူတပုံစံမှမကြံမှသာကျွန်တော်တို့တိုင်းပြည်ငြိမ်းချမ်းမှာဖြစ်တဲ့အတွက်ဒီလိုအောက်တန်းစားအရေးကြုံနော်ဆွေတကားလို့မဟုတ်အများကြီးရှိပါတယ်ဒီကောင်ကတော်တော်စောက်ခွက်ပြောင်းနေလို့ဒီကောင်ကကျွန်တော်ပြီးတော့မိဘပြည်သူတွေတယောက်ချပြတယ်ဘာဖြစ်ဆွေတကားလို့ကောင်စားမျိုးကတော့ပြီးတော့လေဖင်ကုန်းကတော့ကိုးကွယ်စီးကဆိုလူအောက်တန်းစားတွေပဲကတော့လိမ့်မယ်ကျွန်တော်တို့လိုကောင်မျိုးတော့လာမပြောနဲ့စောက်ခွက်ကိုဖနှောင်းနေပဲပိတ်ကံဒီပြကျွန်တော်ဆိုင်မှာဆိုမအေးလို့အဲ့လိုလဲမျိုးတက်နေပြီးတော့ဖနှောင်းစုပ်နဲ့ခွေးကြီးတော့စောက်ခွက်ပဲပိတ်ရိုက်ဘာကြောင့်အလွန်တရာဆက်ဆောက်ညွန်စာပွဲကောင်းတဲ့အောက်တန်းစားစိတ်နဲ့ခွေးချင်းကြံပြီးတော့တိုင်းပြည်ကိုလည်းဖျက်ဆီးတယ်သာသနာကိုလည်းဖျက်ဆီးတယ်ဒီကောင်တွေလိုက်ပြောနေတဲ့စကားကဘာသာရေးအမုန်းတရားတွေဖန်တီးနေတာအခုသူ့စကားမှကြည့်ဗမာမတရားနိုင်ငံသားကိုယူလို့တဲ့သွေးနှောတဲ့ဘာညာဆိုသူစောက်လို့ပါရှိတယ်ယူချင်းယူမယ်မယူချင်းမယူဘာဆိုင်ဟုတ်လားဒီလိုစကားမျိုးကိုဒီလိုတက်လာပြီးတော့မှအများပြည်သူလာပြီးတော့ပြောတယ်ဆိုလို့သာအလွန်တရာအောက်တန်းသားဆန်တဲ့စိတ်နဲ့ဒီကောင်တွေလာပြောတာဘာလဲဆိုတော့စစ်ခွေးစစ်မိတ်ဆာတွေအစင်ဒီဇိုင်းလုပ်တာရှိတယ်လူမျိုးရေးအတိကယုံဘာသာရေးအတိကယုံတယောက်နဲ့တယောက်မုန်းသေးနေအောင် तू ကအမြဲတမ်းဖန်တီးနေတာအဲ့ဒီဖန်တီးတဲ့ခါကျတော့ဒီလိုကောင်စားမျိုးတွေကိုဒီလိုဆွေတကားတေစနီကမေလိုမျိုးကတော့ဟဲ့အောင်မေလိုတေစနီကခွေးမာသားရောအမဲယုတ်ကိုက်ပြီးရင်မင်းဘာပြောဘာလို့ခွေးတောင်စားခိုင်းတာလို့အဲ့လိုအခိုင်းခံထားတဲ့ခွေးမျိုးဆက်အောက်တန်းစားအရေးကြုံသင်္ကန်းကိုကာပါခုတုံလုပ်နေတဲ့တကက်လူမိတ်ဆာလူတရိษံလူအမျိုးယုတ်တွေအဲ့လိုကောင်စားမျိုးကျွန်တော်တို့လိုကောင်စားမျိုးတော့ကျွန်တော်တို့ပြောတယ်ဆိုတော့အဆင့်တန်းဂုံတိတ်ကရှိတဲ့လူတွေကတော့ဒီလိုကောင်စားမျိုးစောက်ခောက်သေးတော်လှမ်းမပန်းဘူးလို့ပဲပြောကြရင်နီကိုချုပ်ပါတယ်ကဲမိဘပြည်သူများအမှန်နဲ့အမှားဓမ္မနဲ့အရမခွဲခြားသိမြင်နိုင်ပြီးတော့ကျွန်တော်တို့တိုင်းပြည်ပြန်လဲတည်ငြိမ်အေးချမ်းဖို့ဆိုလို့ရှိရင်သူရုံမှမှန်တယ်များကိုတောက်တင်ရှင်းလင်းဖို့ကျွန်တော်နိုင်ငံသားတိုင်းမှာတာဝန်ရှိပါတယ်အဲ့ဒါလေးကိုကျွန်တော်လာပြီးတော့ဆွေးနွေးတင်ပြတာပါခင်ဗျာ